နဲ့ပတ်သက်ပြီးပြောပြနီလာကြောက်အကာသားပေါ့နီလာကြောက်အကာသားဒီလိုတော့လတ်တာပါတာဇာရင်လိုမျိုးတော့လှုပ်ထားမှာတော့မဟုတ်ဘူးလေနော်အလုံးချောအလုံးတန်ကြောက်အကာသားနဲ့နီလာငကက်ကြောက်စစ်နေပေါ့နော်ဗရမ ्या ငကက်ပလဲငကက်ဆရာမဒါငကက်တွေလက်ပတ်တွေဆွဲကြိုးတွေဆရာမစီစဉ်ပေးထားပါတယ်နော်အဲ့ဒီမှာတခုပြောမယ်ဆရာမက online shop မဟုတ်ဘူးဈေးရောက်နေသူမဟုတ်အဲ့ဒီအတွက်fancy လည်းမဟုတ်ဘူးပေါ့နော်ဆရာမသိတိတင်ပြီးတော့မှပဲရောင်းပို့ပေးတာပေါ့နော်ဥပမာတနင်္ဂနွေသမီးတွေဆိုရင်တနင်္လာသမီးတွေဆိုရင်နောက်ရှားပါကြောက်ဖြစ်တဲ့တန်နာကြောက်ပေါ့အင်္ဂါသားသမီးတွေဆိုရင်ဒီပလဲလက်ဝဲရတနာတွေတန်နာလက်ဝဲရတနာတွေဗရမ ्या နဲ့ပတ်သက်တဲ့လက်ဝဲရတနာတွေတိတိတင်ပြီးတော့မှသာဆရာမပို့အဲ့တော့လေကိစ္စတခုကိုလောက်တော့မယ်ဆိုရင်ငါဘာနဲ့သားသမီးလဲပေါ့ငါဟာဘာကြောက်နဲ့လိုက်ဖက်ညီတယ်လဲကိုယ့်ဘက်ကိုအရင်ဆုံးစဉ်းစားပြီးတော့မှဆရာမစီမှာဆရာမရဲ့နီလာလေးမှာခြင်းလို့ဗရမ ्या လေးမှာခြင်းလို့ပလဲလေးမှာခြင်းလို့ပြောပါမှာပြီးတော့မှဆရာမလည်းဒီဘက်မှာသိတိတင်ပြီးတော့မှကိုနဲ့လိုက်ဖက်တာမလိုက်ဖက်တာအောင်မသိဘူးပေါ့နော်တချို့ကတော့နေနေအရာဝစ်ကြတာပေါ့တချို့ကျတော့ဆရာမကျတော့နေနေအရာမဟုတ်ဘူးကျုပ်ကလေတော်လို့မသိလို့ကျုံရကြပန်ဝစ်တတ်တဲ့သူသိလားတော်လို့သိလိမ့်မယ်ကျုပ်ကအလှပြင်ခြင်းမပြင်တယ်အလှမပြင်ခြင်းမျက်နှာပြောင်တိုင်းနေခြင်းနေတယ်အဲ့လိုဝက်ချံပလက်ပြည့်နေလဲသွားရင်သွားတယ်အိမ်နေဝတ်စုံနဲ့လဲမျိုးရဲသွားရင်သွားတယ်ကျုပ်ကအဲ့လိုမျိုးဒီနေ့ကတော့ဗရမ ्या ဓာတ်ကြတယ်ဆိုဗရမ ्या ဖြစ်အောင်ဝတ်တယ်နီလာဓာတ်ကြတယ်ဆိုနီလာဖြစ်အောင်ဝတ်တယ်ပလဲဆိုလဲပလဲဖြစ်အောင်ဝတ်တယ်အဲ့ဒီမှာပြောချင်တာကပစ္စည်းတချို့ကိုမှာပြီးသွားရင်လိပ်စာအတိအကျပေး delivery ရုံးကိုပေးပြီးတော့မှကျမတို့အိမ်ပြောင်းသွားလို့ဆိုရင်အဲ့ဒီရုံးပို့ရမှာအဆင်မပြေဘူးပေါ့နော်အဲ့ဒါလေးတစ်ခုရှိတယ်အဲ့တော့အခုလည်းပဲမွေးပလဲနဲ့လှုပ်ထားတဲ့လပေါင်းများစွာငွေကြေးလက်လာပါတွေအတွက်အဆင်ပြေတဲ့မွေးပလဲငကက်ကလေးတွေကိုဟလာဝက်ကွယ်မှာကြတဲ့အတွက်ဆရာမအများကြီးပြောပါတယ်ခြေလဲကျင်နေပါတယ်အဲ့တော့တိန်းကျော်လောက်ရှိတဲ့ဟာကိုမှဆရာမကတောင်းကနေနဲ့တိတ်တိတင်ပေးတာဆိုတော့လေနော်အားလုံးပဲအဆင်ပြေနိုင်ကြပါစေဖုန်းဆက်ပါတိုင်မင်မှာမေးမြန်းပါဒါပေမဲ့စကရောင်းစကဝယ်နဲ့ရှုပ်ဖို့တော့မဟုတ်ဘူးပေါ့တော့ကျေးဇူးပါတော့